ကဲမျိုးတို့ရေဒီနေ့ကဘာလို့မလဲဆိုတော့ပဇွန်ချင်းတုံးမယ်နော်ပဇွန်ချင်းပါအဲ့လေဟိုကလို့ဖြစ်နေနက်ခင်စီဟာသူများကြောင့်ပြောတော့မကောင်းပါဘူးနက်ခင်စီဟိုကဘာလဲထမင်းချက်ဟင်းချက်တယ်လို့ဖြစ်နေအိုးလေဟိုကဖြစ်ဒီမှာပဇွန်ကိုပတ်သက်ကိုလှုပ်ထားတဲ့ပဇွန်ချင်းထမင်းလုံးနဲ့နော်ပဇွန်ချင်းကိုပတ်သက်ကိုလှုပ်ထားတဲ့ပဇွန်ချင်းပြီးတော့အမချက်ပုံနေကလေးထည့်ထားတယ်ပြီးရင်ပင်စိမ်းနဲ့ကျန်တဲ့ဟာဘာမှမထည့်ဘူးရုပ်သီးစိမ်းထည့်တယ်ပင်စိမ်းထည့်တယ်ချုံမိုးလေးနည်းနည်းလေးထည့်တယ်ပြီးရင်စီထည့်ပုတ်ပါပြီသူလည်းနဲ့တော့မဖုန်းလဲဆိုပုတ်ပါပြီရှေ့မယုံမရှိနဲ့ကျွန်မတော့အကုန်ကောင်းတုံးတဲ့ဟာပုတ်ဆိုင်ဖွဲ့ရမယ်ဖက်တီမှာဟိုကတော့လိုမျိုးတော့စားဘာလဲဒီအဲ့လိုမျိုးတော့မတက်ဘူးဘယ်လိုတက်ရဆိုခရမ်းချင်တီးတော့ပစုံနဲ့တုတ်တဲ့ဟာခရမ်းချင်တီးကိုဆေးပဲဦးနဲ့တုတ်တဲ့ဟာအဲ့လိုမျိုးပစုံချင်လို့တုတ်လို့ပါတော့ဆိုရှေ့ရပါတယ်ဒီမှာပါရှေ့special တော့ကလေးရပါပြီspecial တော့လေတကယ်ရှယ်ရဆို